တောင်းတကြည်ရွာနှစ်ဖက်သောမိဘများကိုအမှုထားလို့လူရန်လို့နေတာသူမြတ်လာတဲ့ကထိန်ပွဲကြီးပါဖယားတကာကထိန်တကာဦးမိုးလွင်ပါဖယားတကာကထိန်မာကြီးကတော့ချုံမအေးပါညနေပန်းဒီမျောမှန်းကလူရန်ပေးလို့ဖြင့်ရွှေတီတော်နေလူပွဲသူမြတ်လာတဲ့ကထိန်ပွဲဖြစ်ပေတာတောင်းတကြည်ရွာနှစ်ဖက်သောမိဘများအမှုထားလို့လူရန်လို့နေတာသူမြတ်လာတဲ့ကထိန်ပွဲကြီးပါဖယားတကာကထိန်တကာဦးမိုးလွင်ပါဖယားတကာကထိန်မာကြီးကတော့ချိုမကြီးပါညနေပန်းဒီမျောမှန်းကလူရန်ပေးလို့ဖြင့်ရွှေထီတော်တင်လူပွဲရဲ့သူမြတ်လာတဲ့ကထိန်ပွဲဖြစ်ပေတာတောင်းတကြည်ရွာရွာသူရွာသားများမှာဝိုင်းဝန်းကြလို့သာကုသိုလ်ပြုရန်ရေးများစီလုံးညီညွတ်လို့သာတန်ဃာတော်ရှင်မြတ်တို့ပုရိမာဝါမာထားမြောက်တော်မူရသောစက္ကန့်လူရန်လို့သာတရွာလုံးပြောလို့မဆုံးတဲ့အလူကြီးဖြစ်ပေတာအထိတ်တကားကြီးကိုမိုးလွေအထိတ်မှတော်ချုံမိုင်းသာလာရတနာမောင်ဝင်းမင်းတဲ့မောင်အောင်မိုးချစ်ပါမောင်စီသူမောင်သမီးလေးကမအေးဝေးမအေးတန်လွေမအေးရည်မိုးတို့ရဲ့ရွှေတီတော်နေလူပွဲသူမြတ်လာတဲ့တိမ်ပွဲကြီးရဲ့ပါစိတ်ဓာတ်ဖြူစင်ယူသားလာတဲ့အလူတကာကြီးပါဗျအလူမကြီးပါအလူရေးအတွက်ဆိုဘုံရင်သလောက်ကိုလူရန်လို့သာဝိတ္တမင်းနဲ့မေမရီလို့လူရန်များလို့သာကထိန်လူပွဲကြီးပါအလူပေးကပြောလို့မဆုံးပါကထိန်လူပွဲကြီးမှာအရွာလုံးဝိုင်းကူကတရင်ကျိုးလာပြီးကျော်နိုင်ရဲ့နေမှာအလူကြီးပြီးလို့သာကြွရောက်ကြဖို့ဖိတ်ခေါ်လိုက်တယ်ဗျာမကွေးတိုင်းဒေသကြီးစိတ်ဖြူမြို့နယ်ကတိတ်တကားဘုရားတာကြီးကကြီးဦးမိုးလွင်ကတိတ်တကားဘုရားမကြီးတော်ချုံမကြီးမိသားစုတို့ရဲ့တရင်ကျိုးလာပြီးတော့2ရက်နေတောင်းတာကြီးရွာမဟာအောင်ကန်သာစုတောင်းပြည်စေတီတော်ကြိုက်ထီယိုဘုံလူစေတီတော်သာပနာပိတ်ဖယားအနေကစားတီမင်္ဂလာမေတ္တာကံတော်ရေစက်ချတရားနိုင်တထိန်မွဲကြီးကိုကြွရောက်ကြပါရဲ့ဖိတ်ကြားလိုက်ရပါတယ်ခမညာမကွေးတိုင်းဒေသစိတ်ဖြူမြို့နယ်တောင်းတကြည်ရွာနှစ်ဖက်သောမိဘများကိုအမှုထားလို့လူရန်လို့နေတာသူမြတ်လာတဲ့ကထိန်ပွဲကြီးပါဖယားတကာကထိန်တကာဦးမိုးလွင်ပါဖယားတကာကထိန်မာကြီးကတော့ချုံမအေးပါညနေပန်းဒီမျောမှန်းကလူရန်ပေးလို့ဖြင့်ရွှေတီတော်နေလူပွဲသူမြတ်လာတဲ့ကထိန်ပွဲဖြစ်ပေတာရွာသူရွာသားများမှာဝိုင်းဝန်းကြလို့သာကုသိုလ်ပြုရန်ရေးများစီလုံးညီညွတ်လို့သာသံဃာတော်ရှင်မြတ်တို့ကိုပုရိမာဝါမာထားမြောက်တော်မူကြသောစက္ကန့်လူရန်လို့သာတရွာလုံးပြောလို့မဆုံးတဲ့အလူကြီးဖြစ်ပေတာ
အထိတ်တကားကြီးဦးမိုးလွေအထိတ်မှတော်ချိုမိုင်းကာလာရတနာမောင်ဝင်းမင်းတဲ့မောင်ဦးချစ်ပါမောင်စီသူမောင်သမီးလေးကမအေးဝေးမအေးသက်လွေမအေးရည်မိုးတို့ရဲ့ရွှေတီတော်တင်လူမွေသူမြတ်လာတဲ့အိမ်မွေးကြီးရဲ့ပါဖြူစင်ယူသားလာတဲ့အလူတကာကြီးပါအလူမကြီးပါအလူရေးအတွက်ဆိုသုံးရင်သလောက်ကိုလူတန်းလူသာဝိသမင်းနဲ့မေမရီလိုလူတန်းများလူသာအထိန်အလူပွဲကြီးပါအလူပေးကပြောလို့မဆုံးပါအထိန်လူပွဲကြီးမှာတရွာလုံးဝိုင်းကူကတတိကျလာပြီးကျော်နိုင်ရဲ့ဒီမှာအလူကြီးပေးလူတာကြွရောက်ကြဖို့ဖိတ်ခေါ်လိုက်တဲ့ရ